KBC online TV မှာယခုလိုနှုတ်ကပတရားတော်ကိုဝင်ငါခွင့်ရတဲ့အတွက်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုအများကြီးပဲချီးမွမ်းပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ခြင်းအပြင်ခွန်အားယူသွားဖို့ဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့တမန်ကျမ်းစာကတော့ကောရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး6အငယ်20နဲ့21ဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဆောင်ဒုတိယစာအခန်းကြီး6အငယ်20ကနေ21ဖြစ်ပါတယ်ထို့ကြောင့်ငါတို့သည်ခရစ်တော်၏တန်တမာဖြစ်ကြ၏တင်တို့သည်ယဉ်ညင်း၍ဖျားသခင်နှင့်မေတ္တာရဖွဲ့ကြလောဟုဖျားသခင်သည်ငါတို့အားဖြင့်နိုးစော်တွေးဆောင်တော်မူတကယ်တော့ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍တင်တို့ကိုတောင်းပန်တွေးဆောင်ကြ၏အဘယ်ကြောင့်နည်းဟုမူကားဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဖျားသခင်ရှိတော်၌ဖြောင့်မတ်သောသူဖြစ်မိအကြောင်းတည်းမြန်မာနိုင်ငံနေချင်းခရစ်ယာန်တင်ကြုတ်ကနေပြီးတော့ဒီ2019ခုနှစ်မှာရွေးချယ်ထားတဲ့အဓိကအကြမ်းပိုက်ဖြစ်ပါတယ်အဓိကအကြမ်းပိုက်ကိုကျွန်တော်တို့အခြေပြုပြီးတဲ့အခါမှာရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ငါတို့ဒီခရစ်တော်ဤတန်တမာဖြစ်ကြ၏ဆိုတဲ့ခေါင်းစဉ်အောင်မှာပဲခဏညကျွန်တော်တို့အတူတူကဆင်ခြင်ပြီးခေါ်အားယူသွားဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟာခရစ်တော်ရဲ့တန်တမာလို့တမန်ကျမ်းစာကကျွန်တော်တို့ကိုဖော်ပြထားပါတယ်ကျွန်တော်တို့ဆိုတဲ့စကားလုံးကိုပြန်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတဲ့ငါတို့ဆိုတဲ့အရာကတခင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ပြီးလက်ခံထားတဲ့ယုံကြည်သူတိုင်းကိုဆိုလိုခြင်းဖြစ်တယ်လို့အဲ့ဒီယုံကြည်သူများအတူတူကဆုစည်းပြီးနေထိုင်တဲ့အသင်းတော်ကိုလည်းဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ငါတို့ဆိုတဲ့ဒီယုံကြည်သူခရစ်ယာန်များနဲ့ကျွန်တော်တို့အသင်းတော်ဟာတခင်ခရစ်တော်ရဲ့တန်တမာဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်ပေါလုကခိုင်မာမာနဲ့ကျွန်တော်တို့ကိုတတိပေးပြီးတော့ခွန်အားပေးတိုက်တွန်းနေတဲ့အရာဖြစ်ပါတယ်ဆိုတော့ခရစ်တော်ရဲ့တန်တမာလို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ပြန်စဉ်းစားဖို့လိုတဲ့အရာကခရစ်တော်ရဲ့ကိုယ်စားထာဝရဘုရားသခင်ရဲ့ကိုယ်စားကျွန်တော်တို့ကဒီလောကပေါ်မှာယခုလိုအသက်ရှင်ပြီးသူ့ရဲ့ကိုယ်စားရပ်တည်ပြီးအသက်ရှင်ရုံတမကပဲကျွန်တော်တို့ရဲ့ပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ရဲ့အမှုတော်ကိုဆက်လက်ပြီးဆောင်ရွက်ဖို့အလုပ်ငါကျွန်တော်တို့ကိုတာဝန်ပေးခဲ့တယ်ဆိုတာနားလည်ဖို့ဖြစ်ပါတယ်ဆိုတော့ခရစ်တော်ရဲ့တန်တမာဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာတန်တမာဖြစ်ခြင်းဆိုတဲ့အရာကိုစဉ်းစားလိုက်တဲ့အခါမှာအချက်၄ချက်ကျွန်တော်အင်မတန်မှနည်းနည်းပြီးတော့အင်မတန်မှတန်ဖိုးရှိတဲ့အရာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်ခရစ်တော်ရဲ့တန်တမာဖြစ်ရခြင်းဟာတဲ့အမြင့်ဆုံးသောယာထုဖြစ်တယ်တဲ့အမြင့်ဆုံးသောယာထုဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ထာဝရဘုရားသခင်ရဲ့ကိုယ်စားအမှုတော်ဆောင်နေရတဲ့အတွေ့အကြုံဖြစ်ပါတယ်ဒုတိယအချက်ကခရစ်တော်ရဲ့တန်တမာဖြစ်ရခြင်းဆိုဒီမှာတဲ့အင်မတန်မှခက်ခဲတဲ့တန်ဝန်ကြီးဖြစ်ပါတယ်ဆိုတဲ့အရာကိုတွေ့ရမှာဖြစ်ပါတယ်ဘာဖြစ်လို့ခက်ခဲတယ်လဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဝိညာဉ်ရေးရာဘိုင်းမှာပဲကျွန်တော်တို့ကတန်ဝန်ရှိတဲ့ပုဂ္ဂိုလ်တွေယုံကြည်သူတွေမဟုတ်တဲ့အတွက်ကြောင့်တခင်ခရစ်တော်ကိုယ်တော်တိုင်ဆင်းလာပြီးအမှုတော်ထဲမှာပါဝင်လှုပ်ဆောင်ခဲ့တဲ့အရာဟာ
欧东大的那龙牙股上月开的对角，今天ကျွန်တော်တို့ရဲ့ပခုံးပေါ်မှာအသင်းတော်ရဲ့ပခုံးပေါ်မှာရှိနေတဲ့ဒီတန်ကိုဟာအင်မတန်မှခက်ခဲတယ်ဆိုတာကိုဒီနေရာမှာဖော်ပြခဲ့ပါတယ်။တခင်ခွေတော်ကိုယ်တိုင်လည်းဖယားသခင်ရဲ့ကိုယ်စားဖယားသခင်ရဲ့တန်တမာအနေနဲ့ဒီနေရာမှာရောက်လာပြီးတော့အသက်ဆုံးတဲ့တိုင်အောင်ကျွန်တော်တို့လောကီသားအတွက်အမှုတော်များကိုဆောင်ရွက်ခဲ့ခြင်းအရာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အင်မတန်မှခက်ခဲတဲ့တာဝန်ကြီးကိုတခင်ခရစ်တော်ကဆောင်ရွက်ခဲ့တဲ့အတိုင်းပဲဒီနေ့ယုံကြည်သူခရိယန်တွေအသင်းတော်တွေလည်းဒီတခင်ခရစ်တော်ရဲ့မပြီးပြတ်သေးတဲ့သာသနာလုပ်ငန်းကိုဆက်လက်ပြီးလှုပ်ဆောင်ဖို့ရန်အတွက်ကျွန်တော်တို့ကခက်ခဲတဲ့တာဝန်နဲ့အတူခက်ခဲတဲ့အမှုတော်ထဲမှာဆက်လက်ပြီးပါဝင်ဖို့ရှိတဲ့အတွက်ကြောင့်တန်တမာဖြစ်ရခြင်းအမှုတော်ဟာခက်ခဲတယ်ဆိုတာဖော်ပြခြင်းပါတယ်တတိယအချက်ကဘာကိုဖော်ပြထားတယ်လဲဆိုလို့ရှိရင်တန်တမာဖြစ်ရခြင်းဟာတဲ့အင်မတန်မှကောင်းမွန်တဲ့ကောင်းမြတ်တဲ့အမှုတော်လုပ်ငန်းပဲဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့ထိုက်တန်တယ်လို့ပြောရတာလဲဘာဖြစ်လို့ကောင်းမြတ်တယ်လို့ပြောရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကမထိုက်တန်ပေမဲ့တခင်ခရစ်တော်ရဲ့အသွေးတော်အားဖြင့်ကျွန်တော်တို့ကိုရွေးချယ်ပြီးရွေးကောက်ပြီးကယ်တင်ပေးခဲ့တဲ့အတွေ့အကြုံကျွန်တော်တို့ကဖြောင့်မတ်တဲ့လူဖြစ်လာတယ်ကျွန်တော်တို့ကဆက်လက်ပြီးမပြည့်ပြတ်သေးတဲ့တောင်းကိုဆက်လက်ပြီးတော့ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်ရဲ့အလုပ်ကိုကျွန်တော်တို့ကဆက်လက်ပြီးလှုပ်ဆောင်ခွင့်ရတဲ့အတွက်ကြောင့်ဒါကအင်မတန်မှကောင်းမွန်တဲ့အင်မတန်မှကောင်းမြတ်တဲ့အလုပ်ဖြစ်တယ်လို့နားလည်ရပါတယ်ဆိုတော့နံပါတ်၄အချက်ကတန်တမာဖြစ်ရခြင်းရဲ့နံပါတ်၄အချက်ကဘာလဲဆိုလို့ရှိရင်အင်မတန်မှပျော်ရွှင်စရာကောင်းတဲ့အမှုတော်လုပ်ငန်းပဲဖြစ်ပါတယ်အခုနတော့ကျွန်တော်ဖော်ပြခဲ့တဲ့ခက်ခဲတဲ့စုခင်းလန်းကိုရှောက်ရမယ်အခုတခါကတကယ်ပဲပျော်ရွှင်စရာကောင်းတဲ့အမှုတော်ဖြစ်တယ်လို့ကျွန်တော်ကိုဖော်ပြနေတဲ့အရာကဘာဖြစ်လို့လဲဆိုလို့ရှိရင်တဲ့တခင်ခရစ်တော်နဲ့အတူတခင်ခရစ်တော်နဲ့အတူကျွန်တော်တို့ကအမှုတော်ဆောင်နေရလို့ဖြစ်ပါတယ်ရှမတဲအခန်းကြီး28ခန်းငယ်19-20မှာတခင်ခရစ်တော်ကဂတိတော်ထားခဲ့ပါတယ်တင်တို့နဲ့အတူကဘာကုံဆုံးဒီတိုင်အောင်ငါရှိမယ်လို့ခရစ်တော်ကပြောနေတဲ့အတိုင်းပဲကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တယောက်တည်းလုပ်နေခြင်းမဟုတ်ဘူးကျွန်တော်အတင်းတော်ပဲကျွန်တော်လုပ်နေခြင်းမဟုတ်ဘူးတခင်ခရစ်တော်ကကျွန်တော်တို့နဲ့အတူပါရှိနေတယ်အတင်းတော်နဲ့အတူပါရှိပြီးတော့အလုပ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဒါမထိုက်တန်ဘဲနဲ့ကျွန်တော်တို့ကရတဲ့အခွင့်အရေးကြီးတစ်ခုအနေနဲ့ကျွန်တော်ကတော့အဲ့လိုပဲခံယူမိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီတန်တမာတူဖြစ်နေတဲ့အတွေ့အကြုံကျွန်တော်တို့ကအချက်၃ချက်ကိုပဲကျွန်တော်ဒီနေ့ခွန်အားပေးချင်ပါတယ်ကျွန်တော်တို့ဟာအတင်းတော်ဟာခရစ်တော်ရဲ့တန်တမာဖြစ်တယ်ဆိုတဲ့အတိုင်းပဲဒီနေ့တန်တမာတူမှာရှိရမယ့်အရာကိုအချက်၃ချက်အနေနဲ့ဖော်ပြပြီးခွန်အားပေးချင်ပါတယ်ဆိုတော့တန်တမာတူဟာပထမဆုံးအနေနဲ့စေလွတ်တဲ့ဒူအပေါ်မှာဒါမှမဟုတ်ပိုင်ရှင်အပေါ်မှာကျွန်တော်တို့သိစာရှိဖို့လိုပါတယ်ကျွန်တော်တို့ကိုစေလွတ်တဲ့လူကတခင်ခရစ်တော်ဖြစ်ပါတယ်တခင်ခရစ်တော်ကိုစေလွတ်တဲ့လူကထာဝရဘုရားသခင်ဖြစ်ပါတယ်တခင်ခရစ်တော်ကိုယ်တော်တိုင်တည်တဲ့အထိဘုရားသခင်ပေါ်မှာသစ္စာရှိစွာနဲ့ဆက်ကပ်ပြီးကားတိုင်ပေါ်တက်ခဲ့ပါတယ်ထိုနည်းအတိုင်းပဲကျွန်တော်တို့ဒီနေ့ယုံကြည်သူတွေအသင်းတော်တွေဟာကျွန်တော်ရဲ့ပိုင်ရှင်ဖြစ်တဲ့ဘုရားသခင်တခင်ခရစ်တော်ပေါ်မှာသစ္စာရှိစွာနဲ့အသက်တာကိုတည်ဆောက်ပြီးတော့အမှုတော်ထဲမှာပါဝင်ဖို့
법자 치마래 심한테 크링웨 간지 나선네 나마 대킨 디야가 녜다 또 우고 아퀘 나세 아퀘 나세 아퀘 다세 베케레 우ಪ마 타임베 저너로 디디네 피아신 카인데 알로가 마투니 바부 디야도 뮤시 수지수리레 디야도 쿠 피아신 베이타 바 서로 저너로 디 미미 야시타레 수지수 보마 지카미로 미미고 피아드킨 카인타레 아야고 아까운선 로성지 아피 디사시데 녜다강 피부 तने जनरो फियाद के सिदो मौमा त खिंख्विदोगा तादु तिसा सिदे ङेदा गाउँ लो जनरो खोजो नाइबु या ते जनरोगा पाइसि पोमा त खिंख्विदो पोमा तिसा सिबु लुबारे ब्यादि जान खाजिन ने अंगे त सेमा तेदी ताइ आउ तिसा साउलो असौ अथि जनरो तिसा साउबु लुबारे दुरिया छेगा दुरिया छे अनिने तंदमा दुहा फया खाइंदे अलोगोबे लोबो फिबारे योंजी दु क्रियाम्या अतेनोम्या फया शिन खाइन थादे अलोगोबे लोयामे मिमी सेचाइ लोलो यादे अयाम हो बाबू मिमी सेचाइ अतेशिन लो यादे अतेता महो बाबू जनरोगा जनरोगु जनरो मपाइ फयाद खिंकुरो रे पाइ साइंदे त्वेजा दिने जनरो लोका पोमा खनाता जनरो अतेशिनि दे जनरो क्रिया फिनि दे योंजिदु फिनि दे दागा इमतमा थुचाबी काउमुदे अया फिते थो टाइमबे जनरो लो सावयामे लोंगादी फयाशिन खाइंदे अयागुबे जनरो लो सावबु को आपी बियासी क्विडोबा खाइंदले क्विडोबा खाइनिदले तेनो तोाये लुम्योदगा दुगु ngatbedo phisi bu yang twe vati sampiba kakba kongsong di tayong nga di teno ne tu shime shimante khruwen khanjin ne seshi seku ne se daga phayad khin chandro ko khainde athu tang phipar chandro yonji tu philabi chandro susibi ateno philabi ateno atu lo chine lo nga chandro lo bo mho bu yonji tu le ko atu ko sei chai ate shimo ko sei chai chandro lo bo mho bu phayad khin chandro ko yui kaw de aya ga फयाशिन खाइंदे अलोगु जनरो लोसांबु फिबारे शियों आकांजी सेंगा nge se chauma tendo di nga gu yui kaw da mho bu nga di tendo gu yui kaw di phi yui tendo twa yui ti ji ro ati gu ti bu alo nga khrit ga elo pho pya tha bare जनरो ga dini atin do de yongji tu de ye tetta gu pyan sin sa ji ja yaကိုလှုပ်ခြင်းတဲ့အလုပ်ပဲကိုလှုပ်နေသလားကိုနားထောင်ခြင်းတဲ့တရားပဲကိုနားထောင်နေသလားကိုဖြစ်ခြင်းတဲ့အရာပေါ်မှာပဲဖြစ်နေကြသလားအတင်းတော်လဲထူနီး၎င်းပဲတကယ်ဖျားရှင်ခိုင်းတဲ့အရာကိုဒုတိယနေရာမှာထားပြီးတော့ကျွန်တော်တို့အတင်းတော်တွေကြိုက်တဲ့အရာကိုပဲလုပ်နေသလားနဲ့အချက်ပြကျွန်တော်စိတ်ကြိုက်ကိုယ့်ရဲ့အတင်းတော်ကိုပုံဖော်နေလားကျွန်တော်တီချာပြန်စဉ်းစားဖို့လိုပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီတခင်ခွေတော်ရဲ့တန်တမာဖြစ်တယ်ဆိုတဲ့အတိုင်းပဲဖယားတခင်ခိုင်းတဲ့အလုပ်ကိုကျွန်တော်လှုပ်ဆောင်ဖို့ရအတွက်ခွန်အားပေးခြင်းပါတယ်တတိယနောက်ဆုံးတစ်ချက်ကဘာကိုဖော်ပြခြင်းတလဲဆိုလို့ရှိရင်တန်တမာတူဟာဖယားပြောခိုင်းတဲ့အရာကိုပဲကျွန်တော်ပြောဖို့ဖြစ်ပါတယ်
ကဘာပေါ်မှာရှိတဲ့တန်အမတွေကသူစိတ်ကြိုက်စကားပြောလို့မရပါဘူးသူစိတ်ဆန္ဒအတိုင်းသူပြောပိုင်ခွင့်လည်းမရှိပါဘူးမိမိရဲ့နိုင်ငံကနေပြီးတော့ချထားတဲ့ policy တွေပြောခိုင်းတဲ့အရာကိုပဲတန်အမကပြောရမယ်အဲ့ဒီအပေါ်မှာယက်တည်ရမယ်ဆိုတဲ့အကြောင်းအရာရှိပါတယ်ထိုနည်း၎င်းပဲဒီနေ့ကျွန်တော်တို့ဒီခရစ်တော်ရဲ့တန်တမာဖြစ်တယ်ဆိုတဲ့အတိုင်းခရစ်တော်ရဲ့ကူစားကျွန်တော်တို့ကလောကပေါ်မှာအသက်ရှင်နေရတယ်အမှုတော်ဆောင်နေရတယ်ယက်တည်နေရတယ်ဆိုတာကဖယားသခင်ပြောခိုင်းတဲ့အရာကိုကျွန်တော်တို့ဟောပြောတက်တည်ခံဖို့ရတဲ့ဖြစ်ပါတယ်ဒီနေ့ဓမ္မမှုတော်ဆောင်များကျွန်တော်ဆင်ခြင်ကြရအောင်ကျွန်တော်မိမိဟောခြင်းတဲ့တရားပဲကျွန်တော်ဟောနေသလားမိမိပြောခြင်းတဲ့အရာတွေကိုပဲကျွန်တော်ပြောနေကြသလားအတင်းသားတွေလည်းပဲမိမိကြားခြင်းတဲ့တရားကိုပဲနာနေကြသလားမိမိဖြစ်ခြင်းတဲ့အရာပေါ်မှာပဲအသက်ရှင်နေကြသလားဒါမဟုတ်ပါဘူးဖျားရှင်ဟောခိုင်းတဲ့အလုပ်အပြောကိုဒါမဟုတ်ပါဘူးဖျားရှင်ဟောပြောခိုင်းတဲ့အရာကိုကျွန်တော်တို့ကဟောပြောတက်တင်ခံရမှာဖြစ်ပါတယ်ဖျားနေခိုင်းတဲ့နေရာမှာကျွန်တော်တို့နေရမှာဖြစ်ပါတယ်ဖျားရှင်အလိုတော်ကြကျွန်တော်တို့ကဒီကဘာပေါ်မှာဖျားရှင်ဘုန်းတော်ကိုထင်ရှားဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူခရိယာများယုံကြည်သူတင်းတော်များအနေနဲ့ကျွန်တော်တို့ဒီကျွန်မတို့ဒီငါတို့ဒီခရစ်တော်ရဲ့တန်တမာများဖြစ်ကြတဲ့အလျောက်ပဲစေလွတ်တဲ့ပုဂ္ဂိုလ်ပေါ်မှာကျွန်တော်တို့တိစာရှိဖို့ကြိုးစားကြရအောင်စေလွတ်တဲ့ဖယားသခင်ရဲ့ခိုင်းတဲ့အလုပ်ကိုပဲကျွန်တော်တို့တကယ်ပဲ focus ထားပြီးတော့အာယုံစိုက်ပြီးလုပ်ကြရအောင်တကယ်ပဲဖယားရှင်ဖော်ပြခိုင်းတဲ့ဟောပြောတက်တည်ခံခိုင်းတဲ့အရာကိုပဲကျွန်တော်တို့ဒီအမှတကယ်ပဲဖယားရှင်အလိုတော်ကြဖယားသခင်နှစ်သက်တဲ့တန်တမာများအဖြစ်ကျွန်တော်တို့ဒီတကယ်ပဲဖယားသခင်အလိုတော်အတိုင်းဖယားသခင်စိတ်ကြိုက်အမှုတော်ဆောင်များယုံကြည်သူသားသမီးများဖြစ်ကြပါစို့လို့ဒီနေ့ခွန်အားပေးတိုက်တွန်းလိုပါတယ်။ရောက်စီတိုင်းပေါ်ဖျားရှိကောင်းကြီးပေးပါစေ။